မြန်မာပြည်သူတယောက်ဖြစ်တယ်နော်တမျိုးဘက်မှာမနေဘူးမြန်မာပြည်သူဘက်မှာမနေဘဲနဲ့ဘာလို့မြန်မာအင်ဂျီဝတ်ထားလဲဆိုသိချင်ပါတယ်မြန်မာပြည်သူတွေဘက်မှာမနေဘဲနဲ့ဘာလို့မြန်မာဝတ်စုံဒီလိုဝတ်ပြီးတော့မြန်မာတွေဘက်ကနေ represent ဘာလို့လုပ်နေတာလဲမြန်မာပြည်သူတွေဘက်ကမရှိဘူးကြည့်လေသမီး That is this a good question or is yes what kind of a question is this မြန်မာလိုပြောတဲ့အတွက်မြန်မာလိုပြန်ပြောပေးပါလားဟုတ်ပြီအဲ့တော့အန်တီကိုဒီလိုမျိုးမေးတာမြန်မာပြည်ကိုကိုစားမဖြစ်ပဲနဲ့မြန်မာဝတ်စုံဘာလို့မဝတ်သင့်လဲအမိပြန်စဉ်းစားကြည့်အမိပြန်စဉ်းစားကြည့်ဒီချက်ဟာကမေးတဲ့ဟာမေးတဲ့နဲ့ဘာဖြစ်လို့ဆိုတော့အန်တီဝတ်ထားတာဗမာဝတ်စုံဖြစ်တယ်ဒါဖြင့်သမီးကဘာလို့ဗမာဝတ်စုံလဲဘာလို့ဆိုသမီးကနော်ဝေးမှာနေတာပြီးတော့အန်တီလိုမျိုးအထက်မှာနေပုံနေတာမဟုတ်ဘူးဆိုတော့အေးတယ်သမီးတို့အတွက်အန်တီကပုံနေလေပုံနေတယ်လေအန်တီပုံနေလို့အခုမှထွက်လာတာမဟုတ်ဘူးလားဒါဝတ်မဝေးသမီး conflict ကျမကိုဟိုဟာပုံနေတယ်တဲ့အဲ့ဒါလေးရှင်းပါဦးကျမကိုပုံနေတယ်တဲ့ရှင်းပါဦးသူကပြောပြတဲ့ဟာမှာမဟုတ် तू ကကျမဘာလို့ဗမာဝတ်စုံဝတ်နေကျမဗမာဝတ်စုံဝတ်တယ်တဲ့နောက်ပြီးတော့ကျမပုံနေSincera, guarda who you'reဟိုအဲ့ဒါသိရပြီးတော့အန်တီနော်ဝေးမှာဘာလုပ်နေတာလဲဘယ်ဗန်စတော့ခေါ်ပါတယ်ဘယ်သူလို့ရှိဘယ်သူဘက်မှာရက်ပြီးတော့ဘာလုပ်နေတာလဲသူကပြောပြီးမဟုတ်ဘူးအန်တီမပြောဘူး तू မပြောဘူးမပြောဘူး तू မပြောဘူးနော်ဝေးကနေထွက်သွားပေးပါကျေးဇူးပြုပြီးနော်ဝေးကထွက်သွားပေးပါထုံးနိုင်သမီးအန်တီကိုဟိုဟာဖြစ်လို့ရှိရင်ဝန်ဒီကိုဟာဖြစ်မယ်လေသမီးတို့ဟိုဘယ်လိုခေါ်မလဲထုံနိုင်ထွက်သွားမယ်ပေါ့ရန်သူစကားလာမပြောနဲ့ရန်သူစကားလာမပြောနဲ့အဲ့ဆိုအန်တီကအခုဒီမှာကလေးတွေတေးနေတယ်လူတွေတေးနေတာကိုအန်တီကမီလီထားကိုထောက်ခံတယ်ပေါ့အန်တီဟိုတော့ဝင်လို့မမပြောဘူးအန်တီကဘာမှမပြောဘူးအန်တီကဘာမှမပြောဘူးခုလည်းပြောလို့ရပါတယ်ခုလည်းပြောလို့ရပါတယ်Conversation we don't want to hear about the conversation we just want to hear what your sorry ဟိုတာမကြီးကအခုလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ဒီအခုကဆိုလူမျိုးလုံးတက်ဖက်လို့ဖြစ်တာပေါ့နော်ဒီတိုင်းလူငယ်ကလေးငယ်တွေသိတယ်လူမျိုးတုံးတက်ဖြတ်မှုဆို genocide ဆိုတာမဟုတ်ပါဘူးဒါဆိုဘုရားလို့ပြောတာကကျွန်တော်မေးနေတာက You have one job here in Norway that is to represent the Myanmar people and who do you represent now that's the question Who do you represent ကြည့်ရသလားပေါ့နော်အဲ့ဒါလေးဖြေပေးပါဟုတ်ကဲ့ဝမ်းနဲ့တော့ဆိုကျွန်တော်တို့နဲ့အတူမြန်မာပြည်သားတွေနဲ့အတူပြည်သူတွေလိုလားတဲ့ CDM မှာပါဝင်ပြီးကျွန်တော်တို့ကအထူးဖိတ်ခေါ်ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ဒီမှာရှိတဲ့ပြည်သူတွေကတာမကြီးနဲ့တာယုံဝန်ထမ်းတွေအကုန်လုံးကျွန်တော်တာဝန်ယူမှာဖြစ်ပါတယ်အဲ့ဒါကိုလက်ခံပေးပါပေးတာလည်းကျေးဇူးတင်ပါတယ်မအားတို့တာဝန်ယူပေးအဲ့ဒါကိုလက်ခံပေးပါမအားတို့နိုင်ငံတော်ကိုစားပြတဲ့အတွက်အခုကနိုင်ငံတော်ဟုတ်ကဲ့ကျွန်တော်တို့ကရှားတဲ့အတွက်ကျွန်တော်တို့ကနိုင်ငံတော်အတွက်နဲ့ပဲပြောနေတာပါနိုင်ငံတော်ကိုစားပြုတယ်ဆိုတာတာမကြီးတွေနဲ့ဟိုဒီစစ်အာဏာရှင်တို့ဟိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တော့သူပြောပြီးကျေးဇူးပဲ see you ဒီမှာရှင်းပြနေမယ် Shame on them ကျွန်တော်လှုပ်ရှားအောင်လုပ်တွေဆက်လုပ်ကြတာပေါ့နော်ဟောသူတို့ရှိကတိကျတဲ့အဖြစ်မရဘူးဆိုရင်ကျွန်တော်လှုပ်ရှားကြီးကဆက်လုပ်မယ်နော်တို့ကရှိတော့ကျွန်တော်တို့လည်းပြဟိုကလူခွဲရရတယ်ခဏလေးရှင်းကြပါဦးပေါင်းကူပေးနေတဲ့ဒီအောင်ပဲဖြစ်တယ်အဲ့ဒီအတွက် तू ဟာဒီဟာကိုထောက်ခံပါတယ်ဟိုဟာမထောက်ခံပါဘူးဆိုတာကို तू မပြောနိုင်ဘူး तू ရက်တည်တယ်ဆိုတဲ့တည်းမှာ तू အလုပ်ကိုရပ်ပါတယ်လို့လည်းမလုပ်နိုင်ဘူး तू လုပ်နေတာကို तू ဆက်လုပ်မဲ့ကျမတို့လည်းကျမတို့ဆက်လုပ်ချင်တာ